ဘာမောက်တွင်ကလေးထိန်းစဖွေခြင်းဤဗီဒီယိုသည်ကလေးထိန်းကိုစဖွေနည်းကလေးထိန်းကိုစဖွေရာတွင်အကူအညီပေးမဲ့ဝန်ဆောင်မှုများနှင့်မတူညီသောကလေးထိန်းရွေးချယ်မှုများကိုတင်ထည့်တွင်စေစားသည့်အခါစဉ်းစားရမယ့်အရာကိုပြောပြပါမည်အကယ်၍ဖြစ်နိုင်လျှင်သင့်ကလေးကိုထိုနေရာသို့မသွားမီအနည်းဆုံး6 လမှ12 လအတွင်းကလေးထိန်းကိုသင်စတင်စာဖွေသင့်သည်သင်ကိုယ်ဝန်ရှိနေပြီဆိုတာကိုသင်သိပြီးတာနှင့်ကလေးထိန်းကိုစာဖွေတာကိုဆိုလိုပါသည်ဘာမောက်တွင်ကလေးထိန်းကိုလိုအပ်သောမိဘများစွာရှိသည်ပြီးတော့ဝန်ဆောင်မှုပေးသူအများအပြားတွင်စောက်ဆိုင်စာရင်းများရှိပါသည်သင့်ကလေးအတွက်လောလောဆယ်နေရာလွတ်မရှိပါကသင့်အမည်ကိုစောက်ဆိုင်စာရင်းတွင်ထည့်ထားနိုင်ပြီးနေရာလွတ်လာသည့်အခါ၎င်းတို့ကသင့်ထံဆက်သွယ်ပေးမည်ဖြစ်ပါသည်သင့်အမည်ကိုသင်အလိုရှိသလောက်စောက်ဆိုင်စာရင်းတွင်ထည့်သွင်းနိုင်ပါသည်ဘာမောက်စီခရိုင်တစ်ခုစီအတွက်ကလေးထိန်းစောက်ရှောက်မှုကိုကူညီစာဖွေပေးသည့်အေဂျင်စီတစ်ခုရှိပြီးကလေးထိန်းကားအတွက်ကူညီပေးရန်ပြည်내ထံမှငွေကြေးအကူအညီကိုစောက်ထားရန်တာဝန်ရှိပါတယ်၎င်းတို့ကိုလူကိုယ်တိုင်ဖြစ်စေသို့မဟုတ်ဖုန်းဆက်၍ဖြစ်စေတွားရောက်ကြည့်ရှုနိုင်ပါသည်၎င်းတို့၏ဝန်ဆောင်မှုများသည်အခမဲ့ဖြစ်ပါသည်လိုအပ်ပါကစကားပြန်ပေးပါမည်ရုံးများအားလုံးနှင့်၎င်းတို့၏ဖုန်းနံပါတ်များကိုဤမျက်နှာပြင်ပေါ်တွင်ပြသထားပါသည်အကယ်၍သင်နှင့်အနီးစပ်ဆုံးအေဂျင်စီတစ်ခုကိုစာဖွေရာတွင်အကူအညီလိုအပ်ပါကနံပါတ်201တို့ဖုန်းခေါ်ဆို၍အကူအညီတောင်းပါစကားပြန်လိုအပ်ပါကနံပါတ်5ကိုနှိပ်ပြီးခေါ်ဆိုမှုကိုဖြေကြားသောအခါတွင်သင့်ဘာသာစကားကိုပြောပြပါသင်အတွက်စာဖွေမှုပြုလုပ်ရန်ကလေးစောက်ရှောက်ရေးအေဂျင်စီသည်သင့်ကလေး၏အမည်နှင့်မွေးတက္ကရာပြီးတော့ကလေးထိန်းလိုသည့်မြို့သို့မဟုတ်မြို့တော်ကိုလိုအပ်မည်ဖြစ်ပါသည်၎င်းတို့သည်သင့်ကိုရရှိနိုင်သောကလေးထိန်းရွေးချယ်မှုစာရင်းကိုပေးပါလိမ့်မယ်သင်စိတ်ပတ်ဝင်စားသောဝန်ဆောင်မှုပေးသူတိုင်းကိုသင်ချက်ချင်းဆက်သွယ်သင့်ပါတယ်ကလေးထိန်းကိုသင်စာနေသောအခါတွင်ဝန်ဆောင်မှုပေးသူတစ်ဦးထံအမြန်တွားရောက်ကာသို့မဟုတ်ဖုန်းခေါ်ဆိုခြင်းဖြင့်နောက်ဆက်တွဲလှုပ်ဆောင်ခြင်းသည်အရေးကြီးပါသည်အင်္ဂလိပ်လိုရေးနိုင်ဖတ်နိုင်လျင်ရနိုင်သောကလေးထိန်းနေရာများကိုစာဖွေနိုင်သည့်ဝက်ဘ်ဆိုက်တစ်ခုရှိပါသည်အရည်အသွေးဖြင့်ကလေးထိန်းစောက်ရှောက်မှုပေးသူများလို့ခေါ်တဲ့ Quality Child Care Providers ကိုနှိပ်ပါပြီးရင် Bright Futures တောက်ပသောအနာဂတ်များဝက်ဘ်ဆိုက်ကိုနှိပ်ပါနေရာအလွတ်အသစ်များအချိန်တိုင်းရရှိလာနိုင်တယ်ပြီးတော့၎င်းတို့သည်လျင်မြန်စွာပြည့်သွားနိုင်သောကြောင့်မကြာခဏစာဖွေရန်အွန်လိုင်းစာဖွေရေးဖောင်ကိုအသုံးပြုပါသင့်နေရာဒေသတွင်ကလေးထိန်းစာရန်ဘလောက်ခက်ခဲသည့်အပေါ်မူတည်ပြီးသင်ရဲ့လိုအပ်ချက်ကဘလောက်အရေးကြီးသလဲသင်ရဲ့ပထမဆုံးရွေးချယ်မှုမဟုတ်တဲ့ကလေးထိန်းစောက်ရှောက်ပေးသူနှင့်သင့်ကလေးကိုထားရန်လိုကောင်းလိုပါလိမ့်မယ်အချိန်ပိုင်းစောက်ရှောက်ခြင်းဖြင့်စတင်ရန်လိုအပ်နိုင်ပါသည်သို့တော့သင်သည်အခြားကလေးထိန်းဝန်ဆောင်မှုပေးသူများအတွက်စောက်ဆိုင်စာရင်းတွင်အမြဲရှိနေနိုင်ပြီးနေရာတစ်ခုရလာသည့်အခါသင်ပြောင်းနိုင်ပါတယ်သင်စိတ်ဝင်စားသောကလေးထိန်းနေရာများသို့တွားရောက်လည်ပတ်ရန်အရေးကြီးပါသည်အောက်ပါအရာများသည်စာဖွေရန်နှင့်မေးမြန်းရန်အရာများဖြစ်သည်ရက်သတ္တပတ်သို့မဟုတ်လတိုင်းစုစုပေါင်းကုန်ကျစရိတ်ကဘယ်လောက်လဲဘယ်အချိန်တွင်ငွေပေးဆောင်ရန်လိုအပ်သလဲအပိုအခကြေးငွေများပေးဆောင်ရန်ရှိပါသလားအကယ်၍သင့်ကလေးပျက်ကွက်ပါကထိုရက်အတွက်ငွေပေးဆောင်ရအောင်မလားကလေးတွေကိုဘယ်ချိန်တွင်ပို့ရမလဲပြီးတော့ဘယ်ချိန်တွင်ပြန်ကြိုရမလဲအကယ်၍တင်လာကြိုဖို့နောက်ကျပါကဘာဖြစ်မလဲ
တင့်ကလေးဒီကလေးတိုင်းစွန့်ထားတွင်အချိန်တိုင်းစီးနှင်ချိန်ဘာတွေလိုအပ်မလဲလဲဖို့အဝတ်အစားအနီးဒိုက်ပါအစာပြေရေဘူးတို့လားအကယ်၍အစားတောက်ကြွေးပါကအစားတောက်နှင့်ပတ်သက်ပြီးတင့်ကလေးဤလိုအပ်ချက်များကိုသူတို့ဖြည့်ဆည်းပေးနိုင်ပါသလားအချို့တော့ပိတ်ရက်များတို့မဟုတ်အားလက်ရက်များအတွက်သူတို့ပိတ်ပါသလားတင့်ကလေးနှင့်မကောင်းပါက၎င်းတို့ဤ policy မူဝါဒကဘလို့စီတယ်လဲတင့်ကလေးရဲ့တနေ့တာအကြောင်းသူတို့ဘလို့ဆက်သွယ်မလဲအကယ်၍တင်ဒီအင်္ဂလိပ်မှလွဲ၍အခြားဘာသာစကားကိုပြောပါကတင်မည်တို့ပြောဆိုဆက်ဆံမလဲမမျော်လင့်ပဲပိတ်ဖို့လိုအပ်ပါကသူတို့တင့်ကိုဘလို့အသိပေးမလဲပုံမှန်နေဆိုတာဘလို့ပုံစံလဲကလေးတွေအပြစ်မှာကစားကြလားသူတို့ဘာတွေစားကြလဲသူတို့တရေတမောအိတ်ကြသလားသူတို့ဘာလှုပ်ရှားမှုတွေလုပ်ကြလဲခက်ခဲတဲ့အပြုအမူတွေကိုသူတို့ဘလို့ကင်တွယ်ကြလဲဘာမောက်ပြည်နယ်တွင်ကလေးထိန်ပေတုများကိုအဆင့်တက်မှတ်ရန် STARS ကျယ်ပွင့်များဟုခေါ်သောစနစ်တစ်ခုရှိသည်ဤအစီအစဉ်မှကျယ်ပွင့်များကိုလက်ခံရရှိသည့်ကလေးထိန်ဝန်ဆောင်မှုပေတုများသည်ပြည်နယ်ဆိုင်ရာစည်းမျဉ်းအလုံးကိုလိုက်နာပြီး၎င်းတို့ဤအစီအစဉ်အတွက်အခြားတိုးတက်မှုများကိုစံတအလျောက်ပြုလုပ်ခဲ့ကြသည်အစီအစဉ်များသည်ကျယ်တစ်ပွင့်မှ9ပွင့်ကြားရရှိနိုင်သည်ကလေးထိန်စဖွေရာတွင်အကူအညီရယူရန်တင့်ဒေတာခံကလေးထိန်စောက်ရေးအေဂျင်စီကိုဆက်သွယ်ပါ